ဆိုတော့နံပါတ်2ကကြတော့ခြေတို့ကနံပါတ်2ကကြတော့အောက်လက်အတွန့်အောက်ဖောင်းလို့နော်ဒီမှာဘယ်နှကွက်လဲ1ကွက်2ကွက်3ကွက်4ကွက်5ကွက်6ကွက်ဒီမှာ6ကွက်ခွဲခြားထုတ်ပြီးတော့အောက်နားလေးအဖောင်းပဲဖြစ်တဲ့အတွက်အောက်နားကိုပဲခွဲခြားထုတ်ပြီးတော့ဖောင်းပါဆိုတော့6ကွက်ဆိုတော့လင်ကြီးကနေဆွဲချမယ်ဆိုတော့လင်ကြီးကဆွဲချပြီးတော့တစ်ဖက်တစ်ချက်စီကိုဒီဘက်နှစ်ချောင်းဒီဘက်ကိုလည်းနှစ်ချောင်းဆွဲမယ်ဆိုတော့1ကွက်2ကွက်3ကွက်4ကွက်5ကွက်6ကွက်နော်6ကွက်လောက်ပေါ်လို့ရှိရင်အောက်ကနေပြီးတော့ခြေတို့ဒီခွဲချောင်းလေးထုတ်မယ်သူဒီအပေါ်အဖောင်းမပါတဲ့အတွက်အောက်ပဲဖောင်းမှာဖြစ်တဲ့အတွက်အကုန်လုံးမခွဲဘူးဒီအပေါ်နားလေးလောက်ပဲအောက်နားလေးကိုပဲခွဲချောင်းထုတ်ပြီးတော့စားထုတ်မှာဆိုတော့အစင်းရင်းဖြောင်းတစ်ချောင်းဆွဲမယ်ခြေတို့ကဘလောက်အကွာဝေးလဲဆိုတော့ခြေတို့ကခွဲချောင်းထုတ်မှာက3 cm 3 cm အကွာဝေးတွေလုပ်ပြီးလို့ရှိရင်စားထုတ်ထည့်မှာပေါ့နော်3 cm ချမယ်3နဲ့4ကြောင်းကို4 cm ပဲထားမယ်ကျန်တာတွေကအကုန်လုံး3 cm ပြီးလို့ရှိရင်အောက်နားလေးကလည်းဖောင်းဖောင်းလုံးလုံးလေးဖြစ်နေတဲ့အတွက်အောက်ကို3 cm ခြေလေးချပြဆိုတော့ခြေတို့ဒီမှာအမှတ်လေးတစ်ခုမှတ်မယ်3နဲ့4ကြားက4 cm ဆိုတော့4 cm ဒါဆိုရင်4 cm ဒီလိုလေး3နဲ့4ကြားက4 cm တိမ်လေးကပ်ပြလိုက်ပြီးရင်4နဲ့5ကြားအကုန်လုံးကကျန်တာတွေကဘယ်လောက်လဲဆိုတော့3 cm 3 cm ဆိုတော့ဒီကနေပြီးတော့တိုင်းမယ်3ဆိုတော့ဒီနားလောက်ဒါက3 cm နော်ဒီဘက်လည်းအတူတူပဲ2နဲ့3ကြား3 cm 1နဲ့2ကြားကလည်း3 cm နော်ဒါတွေကဘယ်လောက်လဲဆိုတော့3ဒီတစ်ခုပဲ3နဲ့4ကြားရပဲ4 cm ကျန်တာတွေက3 cm နော်အဲဆိုရင်ခြေတို့ကပြန်ဆွဲမယ်
ပိန်းနဲ့ကတ်ထားတာလေးကိုညမနေအောင်ပြန်ဆွဲလိုက်နော်ဒီလိုပုံလေးဖြစ်သွားမယ်အားဆိုရင်3နဲ့4ကြားနေပြီးတော့ချိန်တို့အောက်ကိုဘယ်လောက်ချမလဲဆိုတော့3 cm ချအောက်ကို3 cm ချနော်ချပြီးတော့ပြန်ဆက်မယ်ပေကွင်းလေးနဲ့ဆက်မယ်ဒီလိုလေးဖြစ်သွားတယ်ဒီလိုပုံလေးဘလောက်ညှက်မယ်ဒီပုံလေးရတယ်ဒါပဲချိန်တော့ပိုတဲ့နေရာလေးတို့ဘာလုပ်မလဲအတွန့်နေလို့တွန့်ပြီးချုပ်ပတန်ဆွဲထားတဲ့နံပါတ်2လေးကိုချုပ်လိုက်တာအောက်နားလေးချုပ်လိုက်တာဒါဆိုရင်အပေါ်ကချုပ်စာမအပေါ်ကအဖောင်းမပါဘူးအပေါ်အဖောင်းမပါဘဲနဲ့လောကနားလေးပဲဖောင်းလေးနဲ့အီလေးအလိုမျိုးဖြစ်နေတာပေါ့နော်ဒီလိုပုံစံလေးဒီလိုရှင်သူလက်ဖက်လေးပြန်တက်လောကနားလက်ဖက်လေးပြန်တက်အောက်နားလေးပဲဖောင်းလေးဒါကနံပါတ်2ပုံစံပေါ့နော်